အားလုံးပဲမင်္ဂလာပါရှင်အခုဆိုရင်တော့စာရေးသူ Ali Abdar ရေးသားထားတဲ့ Feel Good Productivity ဆိုတဲ့စာအုပ်ရဲ့အနှစ်ချုပ်ကိုဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီနေ့ခေတ်မှာကျမတို့အားလုံးဟာအစွန်းနှစ်ဖက်ကြားမှာပိတ်မိနေတယ်လို့ခံစားနေကြရပါတယ်တစ်ဖက်မှာလည်းအမြဲတမ်းအလုပ်ရှုပ်နေပေမဲ့စိတ်ထဲမှာတော့ဟာတာနဲ့ဘာမှခရီးမရောက်တယ်လို့ခံစားရတယ်နောက်တစ်ဖက်မှာကြပြန်တော့လေအလုပ်တွေပုံနေလို့စိတ်ဖိစီးနေရပြီးဘာမှမလုပ်ဖြစ်တဲ့အခါကြရင်လေငါဘာမှအသုံးမကျပါလားဆိုပြီးကိုအပြစ်တင်မိတတ်ကြပါတယ်ကျမတို့တွေကလုပ်ငန်းခွင်မှာပို့ပြီးတော့အစွမ်းထက်တဲ့သူတွေဖြစ်လာအောင်ကိုအတင်းတွန်းအားပေးလေတကယ်တမ်းမှာတော့ပို့ပြီးမောဟိုက်လာပြီးစိတ်တွေရှုပ်ထွေးပြီးတော့ဘန်းအောင်လို့ခေါ်တဲ့ခြေကုံလက်ပန်းကျပြီးဘာမှမလုပ်ချင်မကင်ချင်တဲ့အခြေအနေထိရောက်သွားကြပါတယ်အထူးသဖြင့်ကျမတို့မြန်မာနိုင်ငံလိုမျိုးရုန်းကန်လှုပ်ရှားရတာခက်ခဲတဲ့ဝန်းကျင်မှာဆိုလို့ရှိရင်ပိုလုံးမဖြစ်မယ်ဆိုတဲ့ဖိအားကြီးကလူကိုအသက်ရှူရကျက်စေပါတယ်အလုပ်ပြီးမြောက်နိုင်စွမ်း productivity နဲ့ပတ်သက်တဲ့အကြံဉာဏ်အများစုကကျမတို့ကိုပို့ပြီးတော့စူးစမ်းရုန်းကန်ဖို့အလေးကျင့်ကောင်းတွေမွေးမြူဖို့ဒါမှမဟုတ်ပို့ပြီးစီကံရှိဖို့ပဲပြောလို့ရှိပါတယ်ဒါပေမဲ့ကျမတို့အနေနဲ့ရောခဏလောက်ရက်ပြီးစဉ်းစားကြည့်ဘူးလားတကယ်တမ်းပြဿနာကလူတွေမှမဟုတ်ပဲနဲ့အဲ့ဒီလူကိုတင် जा ပေးထားတဲ့အလုံးနီးမှားနေတာဆိုရင်ရောအဲ့ဒီလိုပြဿနာတွေကိုဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကိုဒီနေ့ကျမတို့တွေအားလုံးလေ့လာသွားရမယ် Feel Good Productivity စာအုပ်ထဲမှာရေးသားဖော်ပြထားပါတယ် Feel Good Productivity စာအုပ်ကိုရေးသားသူကတော့ Ali Abdar ဖြစ်ပါတယ်သူကဗြိတိန်နိုင်ငံသားဆရာဝန်ဘွားကနေစုံဦးလုပ်ငန်းရှင်နာမည်ကျော် YouTuber နဲ့ Productivity နဲ့ပတ်သက်ပြီးကျွမ်းကျင်သူဖြစ်ပြောင်းလဲလာခဲ့သူတူပါသူဟာပင်မမဟုတ်ပဲပါနက်နဲ့ဘလို့အလုံးလုံးမလဲဆိုတဲ့သိပ္ပံနည်းကျနိဗျူဟာတွေကိုဝေမျှရင်းနဲ့ကမ္ဘာတဝန်းမှာပြည်သက်အမြောက်များရရှိထားသူပါသူကစိတ်ပညာနောက်ခံဗဟုသုတတွေစိတ်ပညာ theory တွေနဲ့သူ့ရဲ့လက်တွေ့ဘဝအတွေ့အကြုံတွေကိုပေါင်းစပ်ပြီးကျမတို့လိုတာမန်လူတွေအနေနဲ့အလုပ်တစ်ခုကိုတကယ်ပဲပျော်ရွှင်နဲ့လှုပ်ဆောင်နိုင်ဖို့လမ်းပြပေးထားပါတယ်ဒီစာအုပ်မှာအံ့ဩစရာကောင်းတဲ့အယူဆတစ်ခုကိုတင်ပြပေးချင်ပါတယ်ဒါကတော့အလုပ်တွေကိုအထီးရောက်ဆုံးလုပ်နိုင်တဲ့နည်းလမ်းဟာအဲ့ဒီအလုပ်ကိုပျော်ရွှင်လုပ်တတ်ဖို့ပဲဆိုတာပါပဲကိုဖိအားတွေနဲ့အတင်းတွန်းလုံးမဲ့အစားကိုယ့်ရဲ့စိတ်အားထက်သန်မှုဟာသူ့အလိုလိုစီးစင်းလာအောင်ကျမတို့တိဆောက်နိုင်မလားဆိုတာပါချစ်ပရိသတ်တွေအနေနဲ့ဒီယူဆတွေကိုစူးစမ်းလေ့လာနိုင်ဖို့အတွက် Feel Good Productivity စာအုပ်အနှစ်ချုပ်ကိုအခန်း၄ခန်းခွဲပြီးတော့ဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမက Productivity ပေါ်အမြင်သစ်အလုပ်ပေါ်ထားတဲ့ကျမတို့ရဲ့အယူဆကိုအကြီးအကျယ်ပြောင်းလဲပစ်ခြင်းဒုတိယကစွမ်းအင်ဖြည့်တင်းခြင်းခန္ဓာကိုယ်စိတ်ဝိညာဉ်နဲ့အသိစိတ်ကိုအလုပ်ထဲမှာနှိမ့်မြုပ်နိုင်အောင်ဘယ်လိုပြင်ဆင်မလဲတတိယကအတားအဆီးတွေကိုဖယ်ရှားခြင်းကိုယ့်ကိုရှင်းမဆက်နိုင်အောင်ဆွဲထားတဲ့အတွင်းစိတ်ကခုခံမှုတွေကိုဘယ်လိုရှင်းထုတ်မလဲနဲ့စတုထကဆက်လက်ထိန်းသိမ်းခြင်းခြေကုံလက်ပန်းမကျပဲကိုယ့်ရဲ့ကြိုးစားမှုကိုဘယ်လိုရေရှည်ထိန်းထားမလဲဆိုတာပဲဖြစ်ပါတယ်အခန်းတစ်ခုချင်းစီမှာအဓိကအတွေးခေါ်တွေရင်ကိုထိမဲ့ဥပမာတွေပြီးတော့ကျမတို့တွေအားလုံးရဲ့ကိုယ်ပိုင်ဘဝအတွက်ချက်ချင်းလက်တွေ့အသုံးချနိုင်မဲ့နည်းလမ်းတွေကိုတဆင့်ချင်းရှင်းပြပေးတော့မှာပါဒါကြောင့်အခုဒီ audio ကိုနားထောင်နေတဲ့သူဟာကျောင်းသားတယောက်ပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းရှင်တယောက်ပဲဖြစ်ဖြစ်ဆရာတယောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့အချိန်နဲ့စွမ်းအင်တွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စ조사နေသူတယောက်ပဲဖြစ်ဖြစ်ဒီစာအုပ်ကကျမတို့ဘဝအတွက်လက်တွေ့ကျတဲ့နည်းလမ်းကောင်းတွေပေးပါလိမ့်မယ်နော်အခန်း၁ Productivity အပေါ်အမြင်သစ်အလုပ်ပေါ်ထားတဲ့ကျမတို့ရဲ့အယူအဆကိုအကြီးအကျယ်ပြောင်းလဲပစ်ခြင်းချစ်ပရိသတ်တွေရေကျမတို့သိထားသမျှအလုပ်တွင်ကျယ်မှု productivity အယူအဆတွေအားလုံးမှားနေတယ်ဆိုရင်ရောကျမတို့တော်များက productivity လို့ပြောလိုက်ရင်အလုပ်တွေအများကြီးပြီးမြောက်ဖို့ကိုအတင်းတွန်းအားပေးဖို့နဲ့အောင်မြင်မှုအတွက်တရှိမှုကိုစတေးရမယ်လို့ပဲထင်နေကြပါတယ်အောင်မြင်မှုဆိုတာစီကံရှိမှပုံစံကွက်ထဲနေမှကိုယ့်ရဲ့ကန့်သက်ချက်တွေကိုအမြဲကြော်ဖြတ်နေမှအောင်မြင်မယ်လို့သင်ကြားခဲ့ကြရတာ哦တကယ်လို့မလုံနိုင်ခဲ့ရင်လည်းငါအာယုံမဆိုင်နိုင်လို့ငါကပြင်းလို့ငါမှစိတ်သက်ခိုင်မာမှုမရှိလို့ဆိုပြီးကိုပဲအပြစ်တင်မိတတ်ကြပါတယ်
ကြာလာတော့ဒီယုံကြည်ချက်ကကိုအပြစ်ရှိစိတ်ခြေကုံလက်ပန်းကြားမှုနဲ့ကိုစိတ်ပြတ်ခြင်းဆိုတဲ့တန်တရားထဲမှာပဲပိတ်မိနေပါတော့တယ်။ဒါပေမဲ့ဒီစာအုပ်ကကျမတို့အတွက်တကယ်ကိုထူးခြားတဲ့အယူဆတစ်ခုကိုပေးထားပါတယ်။အဲ့ဒါကတော့အထီရောက်ဆုံး productivity ဆိုတာကိုယ့်အတွက်ပျော်ရွှင်စရာအကောင်းဆုံးနည်းလမ်းဖြစ်နေခဲ့ရင်ရောဆိုတာပါပဲ။ဒါကြောင့်စာရေးသူကကျမတို့ရဲ့စိတ်ဓာတ်ခွန်အား motivation ကိုဘာကမောင်းနေတယ်လဲဆိုတာကိုညီမျှခြင်းတစ်ခုနဲ့ရှင်းပြထားပါတယ်။အဲ့ဒါကတော့စိတ်အားထက်သန်မှုညီမျှခြင်း expectancy မျှော်လင့်ချက်အမြောက် value လို့ခေါ်တဲ့ကိုတန်ဖိုးထားတဲ့အရာအမြောက်စွမ်းအင် energy အစာ friction လို့ခေါ်တဲ့အတားအဆီးဆိုတဲ့ပုံသဏ္ဍာန်တစ်ခုပါပဲ။ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်တော့စိတ်အားထက်သန်မှုညီမျှခြင်းမျှော်လင့်ချက်အမြောက်ကိုတန်ဖိုးထားတဲ့အရာအမြောက်စွမ်းအင်အစာအတားအဆီးဆိုတဲ့ပုံသဏ္ဍာန်တစ်ခုပါဒီ formula ကကျမတို့ဘာလို့တစ်ခါတလေမှအလုံးလုံးချင်စိတ်ကတွေးဝေနေပြီးတစ်ခါလေကျတော့ဘာမှလုပ်လို့မရပဲပိတ်မိနေရတယ်လဲဆိုတာကိုရှင်းပြပေးနေပါတယ်မျှော်လင့်ချက် expectancy ဆိုတာကကိုကဒီအလုပ်ကိုပြီးမြောက်အောင်လုပ်နိုင်တယ်ဆိုတဲ့ကိုယုံကြည်မှုရှိသလားအဲ့ဒီအလုပ်ကဘလောက်ပဲအရေးကြီးနေပါစေကိုတိုင်းကငါမလုပ်နိုင်ပါဘူးလို့တွေးနေတဲ့၍စိတ်အားထက်သန်မှုကပျောက်ဆုံးနေမှာပါတန်ဖိုး value ဆိုတာကတော့ဒီအလုပ်ကကိုယ့်အတွက်ဘလောက်အတိတ်ပဲရှိသလဲတန်ဖိုးရှိရလို့ခံစားရလေပိုလုပ်ချင်လေပါပဲစွမ်းအင် energy ဆိုတာကအလုပ်လုပ်နေတဲ့အချိန်မှာကိုယ့်ရဲ့ရုပ်ပိုင်းစိတ်ပိုင်းစွမ်းအင်တွေဘလောက်ရှိသလဲစွမ်းအင်မရှိရင်ဘယ်အလုပ်မှစလို့မရပါဘူးအတားဆီး friction ဆိုတာကတော့ကြောက်ရွံ့တာအတွေးလွန်တာအပြစ်မရှိအပြစ်ရှာတာအာယုံပြန့်လွင့်တာတွေပါဒီလိုအတားအဆီးတွေများလေလှုပ်ချင်စိတ်နဲလေပါပဲဒီညီမျှခြင်းဟာကျမတို့အမြဲလေးရှုထားတဲ့အမှန်တရားတစ်ခုကိုပြသနေပါတယ် motivation မရှိတာကိုပိုစ조사ရုံနဲ့ဖြည့်ရှင်းလို့မရပါဘူးစနစ်ကိုပြင်ရပါမယ်ဒါဆိုရင်နားဖို့လိုနေရလားဒါမှမဟုတ်ပြည့်စုံအောင်လုပ်လို့တဲ့စိတ် professionalism ကြောင့်ကြောက်နေရလားဆိုတာကိုပြန်ဆန်းစစ်ရမှာပါကျမတို့ရဲ့လူအဖွဲ့အစည်းမှာအထူးသဖြင့်အလုံးလုံးမှတန်ဖိုးရှိရလို့ယူဆတဲ့ယဉ်ကျေးမှုမှာအလုပ်တစ်ခုပြီးမြောက်ဖို့ဆိုရင်ဒုက္ခခံရမယ်လို့ယုံကြည်နေကြပါတယ်။ဒါပေမဲ့ဒီလိုမနာမနေအန်ကျိတ်လုပ်ရမယ်ဆိုတဲ့စိတ်ဓာတ် grind mindset ဟာကျမရဲ့အတွက်မကောင်းရုံတင်မကပဲအလုပ်လည်းတကယ်မတွေ့ပါဘူး။ဒါကြောင့်စာရေးသူကကျမတို့ကိုအတင်းတွန်းလုပ်ရတဲ့ push model ကနေကိုရှေ့ကိုဆွဲခေါ်သွားတဲ့ pull model စီကိုပြောင်းဖို့အားပေးပါတယ်။ဆိုလိုတာကကြောက်ရွံ့စိတ်အပြစ်ရှိသလိုခံစားရစိတ်နဲ့ကိုအတင်းတွန်းခိုင်းမဲ့အစားပျော်ရွှင်မှုစူးစမ်းလိုစိတ်နဲ့အတိတ်ပဲရှိမှုတွေကနေတဆင့်အလောက်ကကိုဆွဲခေါ်သွားအောင်ဖန်တီးရမှာပါဒီနီးလန်းကတကယ်ထိရောက်ပါတယ်ကျမတို့အနေနဲ့ကိုလုံးနေတဲ့အရာကိုနှစ်သက်သဘောကျတဲ့အခါအဲ့ဒီအလောက်ကကိုရဲ့တန်ဖိုးထားမှုတွေနဲ့ကိုက်ညီတယ်လို့ခံစားရတဲ့အခါပြီးတော့ကိုရဲ့စိတ်ခံစားချက်အရာရောရုပ်ပိုင်းဆိုင်ရာအရာပါပံ့ပိုးမှုအပြည့်ရှိတယ်လို့ခံစားရတဲ့အခါကိုရဲ့အလုပ်ဟာပိုလွယ်ကူလာရုံနဲ့မကပဲပိုပြီးလေးနက်ကောင်းမွန်ပြီးတီထွင်ဖန်တီးနိုင်စွမ်းတွေပိုရှိလာပါတယ်။ဒါဟာပြင်းရည်ဖို့အတွက်စင်ကြေပေးတာမဟုတ်ပါဘူး။အဓိကကတော့အလုပ်ကိုတဲကြီးမဲကြီးမှမလုပ်ရင်ရှက်ရွံ့စရာလို့ထင်တတ်တဲ့စိတ်ကိုဖယ်ပစ်ပြီးတော့ကိုယ့်ရဲ့အုံနောက်အလုပ်လုပ်ပုံနဲ့စန့်ကျင်ဘက်မဟုတ်ပဲတသားတည်းကြမဲ့စနစ်ကိုတိဆောက်ခိုင်းတာပါ။ဥပမာလေးတစ်ခုကိုကြည့်ကြရအောင်ပါ။တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာညင်တဲ့အထိစာလုပ်ရတာကိုမုန်းပေမဲ့စာကြက်တယ်ဆိုတာပင်ပန်းမှထိရောက်မှလို့ယုံကြည်ပြီးအတင်းစွလုပ်နေတယ်ဆိုပါစို့အခုအဲ့ဒီចောင်းသားကိုပဲနေကင်းဘက်တွေမှာသူခင်မင်းနဲ့တငယ်ချင်းတွေနဲ့အတူစာကြက်တာခဏနားချိန်ဆိုလက်ဖက်ရည်တောက်ရင်တချင်းနှထောင်ရင်းနဲ့စာကြက်နေတယ်လို့မြင်အောင်ကြည့်လိုက်ပါစာကြက်တဲ့အချိန်ပမာဏကတူညီပေမဲ့ဒုတိယနီလန်းကတော့ပျော်ရွှင်စရာလဲကောင်းပြီးရေရှည်လဲလုံနိုင်မဲ့အားအင်လဲပြေးဝစေမဲ့နီလန်းတစ်ခုပါပဲဒီစာအုပ်ကပေးတဲ့အကြီးမားဆုံးအမြင်ပြောင်းလဲကရိုးရိုးလေးဆိုပေမဲ့ထိရောက်နိုင်ပါတယ်။အဲ့ဒါကတော့ productivity ဆိုတာအလုပ်ဘလောက်ပြီးသွားလဲ output ဆိုတာထက်အဲ့ဒီအလုပ်ကိုလုပ်နေတဲ့အချိန်မှာကိုဘယ်လိုခံစားရတယ်လဲဆိုတာကပိုအရေးကြီးရဆိုတာပါပဲ။တကယ်လို့ကျမတို့ကအလုပ်လုပ်နေရင်စိတ်ဆင်းရဲနေမယ်ပင်ပန်းနွမ်းနယ်နေမယ်ဆိုရင်အဲ့ဒီအလုပ်ကိုရေရှည်ဒီဇိုင်းမမတ်လုပ်နိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ကျမတို့ကစိတ်ဓာတ်တက်ကြွနေမယ်စိတ်လုံခြုံမှုရှိနေမယ်ဆိုရင်တော့ဘာတွန်းအားမှမလိုပဲကိုယ့်ရဲ့အလုပ်စွမ်းဆောင်ရည်ကအစာပေါင်းများစွာမြင့်တက်လာပါလိမ့်မယ်
ဒီအယူဆကကိုအမြဲတမ်းအပြစ်တင်ဝေဖန်နေသူတွေအတွက်ဆိုရင်ပိုပြီးတော့အရေးကြီးပါတယ်။ကျမတို့ကအလုပ်တစ်ခုလုပ်တဲ့အခါကိုငါဒီထက်ပိုပြီးစီကံရှိဖို့လိုနေပြီငါပြင်းလွန်းတယ်အာယုံမဆိုင်နိုင်ဘူးလို့ပြောဘူးတယ်ဆိုရင်ဒီအခန်းကကိုပြစ်တင်ဝေဖန်နေရာတွေကိုရပ်တန့်လိုက်ပါတော့လို့ခွင့်ပြုချက်ပေးလိုက်တာနဲ့အတူတူပါပဲ။တကယ်တော့ကို့မှာစိတ်သက်ခွန်အား motivation မရှိတာကကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကျင့်ဝတ်နဲ့လုံးဝမသက်ဆိုင်ပါဘူး။ဒါကကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့နေ့စဉ်ဘဝဒါမှမဟုတ်ကိုယ့်ရဲ့စိတ်နေစိတ်ထားတွေကတခုခုမှပြုပြင်ပြောင်းလဲဖို့လိုနေပြီဆိုတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ငါဘာမှနေလဲငါဘာလို့ဒီလောက်ညံ့ရတာလဲဆိုတဲ့မေးခွန်းတွေမေးမဲ့အစားငါ့ကိုရှင်းမဆက်နိုင်အောင်ဆွဲထားတဲ့ပြဿနာကဘယ်ကနေလာတာလဲ။ဘာတွေကငါရဲ့စွမ်းအင်တွေကိုကုန်ခန်းစေတာလဲ။ဒီအလုပ်ရဲ့တန်ဖိုးပေါ်မှာငါယုံကြည်မှုရှိရဲ့လား။ဒီအလုပ်ကိုနည်းနည်းလောက်ပို့ပြီးလွယ်ကူသွားအောင်ဘာလုပ်ရင်ရမလဲဆိုတဲ့မေးခွန်းလေးတွေပြောင်းမေးကြည့်ရအောင်ပါ။ဒီစာအုပ်ရဲ့ပထမပိုင်းကကျမတို့ရှေ့မှာမှတ်တစ်ချက်ကိုချပြလိုက်တယ်လို့ကျမတို့ရဲ့အတွေးအမှားတွေကိုထောက်ပြပါတယ်။အလုပ်မပြီးမြောက်ရတာကကျမတို့မတော်လို့မဟုတ်ပဲကျမတို့နဲ့ကိုက်ညီပြီးစိတ်နှလုံးပေါ့ပါချမ်းမြေ့စေမဲ့အလုပ်လုပ်နည်းစနစ်တစ်ခု system တစ်ခုကိုဘယ်လိုပုံဖော်ရမလဲဆိုတာမသိသေးလို့သာဖြစ်ကြောင်းကိုပြသနေပါတယ်။ပြီးတော့အကောင်းဆုံးအချက်ကအဲ့လိုခံစားလို့ကောင်းတဲ့စနစ်မျိုးကိုလူတိုင်းတည်ဆောက်နိုင်တယ်ဆိုတာပါပဲ။ကဲအခုဆိုလို့ရှိရင်ကျမတို့ဟာ productivity အပေါ်ထားတဲ့အမြင်ဟောင်းတွေကိုဖျက်ထုတ်ပြီးခံစားမှုကောင်းမှအလုပ်တွင်မယ်ဆိုတဲ့အမြင်သစ်ကိုရရှိသွားကြပြီပေါ့။ဒါပေမဲ့မေးစရာရှိတာကအလုံးလုံးချင်စိတ်ပေါ်လာအောင်ပျော်ပျော်ရွှင်ရွှင်လုပ်နိုင်အောင်စိတ်ထဲမှာစွမ်းအင်တွေအမြဲရှိနေဖို့ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ဘလောက်ပဲစနစ်တွေကောင်းကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်မှာအလုံးလုံးဖို့စွမ်းအင် energy မရှိဘူးဆိုရင်ဘာမှဖြစ်မြောက်လာမှာမဟုတ်ပါဘူး။ဥပမာဖုန်းတစ်လုံးမှာ app တွေဘလောက်ပဲစုံ battery မရှိရင်သုံးလို့မရတယ်လို့မျိုးပေါ့။ဒါကြောင့်ရှေ့လာမဲ့အခန်းနှစ်မှာတော့ကျမတို့ရဲ့ခန္ဓာကိုယ်စိတ်နဲ့ဝိညာဉ်ကိုနက်နက်ရှိုင်းအလုံးလုံးနိုင်စွမ်းရှိအောင်ဘယ်လိုလောင်စာဖြစ်မလဲဆိုတဲ့ energize အပိုင်းကိုဆက်သွားကြပါမယ်။အလုံးလုံးနေရင်းနဲ့တင်စွမ်းအင်တွေတိုးပွားလာအောင်ဘယ်လိုဖန်တီးမလဲဆိုတာအတူတူလေ့လာကြည့်ကြရအောင်နော်။အခန်းနဲ့စွမ်းအင်ဖြည့်တင်းခြင်းခန္ဓာကိုယ်စိတ်ဝိညာဉ်နဲ့အသိစိတ်ကိုအလုပ်ထဲမှာနှိမ့်မြုပ်နိုင်အောင်ဘယ်လိုပြင်ဆင်မလဲ။ချစ်ပရိသတ်ကြီးရေအခန်း1မှာကျမတို့က productivity ပေါ်ထားတဲ့အမြင်တွေကိုပြောင်းလဲခဲ့ကြပြီ။အလုပ်ဆိုတာ PR တွေအပြစ်ရှိစိတ်တွေနဲ့လုပ်ရမယ့်အရာမဟုတ်ပဲခံစားလို့ကောင်းမှအလုပ်တွင်မယ်ဆိုတာကိုလက်ခံခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေရာမှာမေးစရာရှိလာတာကအဲ့ဒီလိုခံစားလို့ကောင်းအောင်နေ့စဉ်ဘဝမှာဘယ်လိုတည်ဆောက်မလဲဆိုတာပါပဲ။ဒီမေးခွန်းကိုဖြေဖို့အတွက်ဆိုရင်စာရေးသူကကျမတို့ကိုအလွှာ3လွှာနဲ့ရှင်းပြထားပါတယ်။ပထမအလွှာကစွမ်းအင်ဖြည့်တင်းခြင်း energize လို့ခေါ်တဲ့ကိုယ့်ရဲ့အတွင်းစိတ်လောင်စာကိုတည်ဆောက်ခြင်းဒုတိယအလွှာကတော့ပိတ်ဆို့နေတဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုဖယ်ရှားခြင်း unblock နဲ့တတိယအလွှာကတော့ရေရှည်သွားနိုင်မဲ့ပျော်ရွှင်စရာစနစ်တွေဖန်တီးခြင်း sustain တို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အခုဖတ်ပြပေးသွားမယ့်အခန်းမှာတော့ပထမဆုံးနဲ့အရေးပါဆုံးအလွှာဖြစ်တဲ့စွမ်းအင်ဖြည့်တင်းခြင်းဆိုတဲ့အပိုင်းကိုအဓိကထားလေ့လာသွားကြရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့စွမ်းရည်မရှိပဲအလုပ်လုပ်ဖို့ကြိုးစားတာဟာစီမရှိတဲ့ကားကိုဆက်နှိုးဖို့ကြိုးစားနေတယ်လို့ပါပဲ။ကိုကဘလောက်ပဲတော်စီမံကိန်းတွေဘလောက်ပဲကောင်းစီမရှိရင်ဘဲမှသွားလို့မရပါဘူး။ဒီအရေးကြီးတဲ့စွမ်းရည်ကိုအဓိကရင်းမြစ်၃ခုကနေရရှိနိုင်ပါတယ်။စာရေးသူကဒီအခန်းကိုစတင်လိုက်တဲ့အခါမှာကျမတို့အစွဲလန်းကြီးကြီးနဲ့ယုံကြည်ခဲ့တဲ့အယူဆအမှားကြီးတစ်ခုကိုစိန်ခေါ်လိုက်ပါတယ်။အဲ့ဒါကတော့ငါအလုံးမတွင်တာစိတ်တက်ကြွမှု motivation မရှိလို့ဒါမှမဟုတ်စီကံ discipline မရှိလို့ဆိုတဲ့အတွေ့ပါတကယ်တော့လူအများစုမှာလိုအပ်နေတာက motivation မဟုတ်ပါဘူးစွမ်းအင် energy ပဲဖြစ်ပါတယ်အလုပ်တစ်ခုကိုရေရှည်မှန်မှန်လုပ်နိုင်ဖို့ဆိုရင်ရုပ်ပိုင်းစိတ်ပိုင်းနဲ့ခံစားချက်ပိုင်းဆိုင်ရာလောင်စာတွေပြည့်နေဖို့လိုပါတယ်စွမ်းအင်မရှိပဲအလုပ်ပြီးမြောက်နိုင်ဖို့ကြိုးစားတာဟာစီမရှိတဲ့ကောင်ကိုစတင်မောင်းနှင်ဖို့ကြိုးစားနေရတဲ့အတူတူပါပဲကိုကဘလောက်ပဲတော်ဘလောက်ပဲအလားလာရှိဒါမှမဟုတ်ဘလောက်ပဲကောင်းတဲ့အစီအစဉ်တွေဆွဲထားပါစေအားဖြင့်လောင်စာစွမ်းရည်မရှိဘူးဆိုရင်ဘယ်မှရွေ့မှာမဟုတ်ပါဘူးဒါကြောင့်ကိုငါဘာလို့ motivation မရှိရတာလဲလို့အပြစ်တင်မဲ့စားငါမှအလုပ်လုပ်ဖို့
လောင်စာစွမ်းအင်ပြည့်ရလားဆိုတာကိုအရင်စစ်ဆေးဖို့စာရေးသူကလမ်းညွှန်ထားတာဖြစ်ပါတယ်။အဲ့ဒီစွမ်းအင်ဟာအချင်းချင်းချိတ်ဆက်နေတဲ့ရင်းမြစ်၃ခုကနေလာပါတယ်။အဲ့ဒါတွေကတော့ခန္ဓာကိုယ်စိတ်ပိုင်းဆိုင်ရာနဲ့စိတ်ခံစားမှုတို့ပဲဖြစ်ပါတယ်။စွမ်းအင်ရဲ့ပထမဆုံးအလွှာဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအင် physical energy ကတော့ခန္ဓာကိုယ်ပြုစုပြောင်းထောင်ခြင်းဖြစ်ပါတယ်။ဒါအခြေခံအကျဆုံးဖြစ်ပေမဲ့ကျမတို့ကလည်းအလွယ်တကူပြစ်ပယ်ထားမိတဲ့အရာဆိုရင်လည်းမမှားပါဘူး။လူအများစုကခန္ဓာကိုယ်အပိုပစ္စည်းလိုပဲသဘောထားပြီးအလုံးလုံးလို့ပင်ပန်းလာရင်တက်ကြွအောင်ကဖိန်းတက်ပါတဲ့ကော်ဖီနဲ့အတင်းဖိလုပ်တယ်။ထမင်းနက်မှအောင်မစားဘဲနေတယ်။အေးရေးပြက်ခံကြတယ်။ဒါပေမဲ့ခန္ဓာကိုယ်ပင်ပန်းလာရင်အုံနောက်ရဲ့လုံနိုင်စွမ်းတွေကနှေးသွားတယ်။စိတ်ခံစားချက်တွေမတည်ငြိမ်တော့ပဲလှုပ်ချင်ကင်ကျင်စိတ်တွေပျောက်ဆုံးသွားတတ်ပါတယ်။ဒါကြောင့်စာရေးသူကရုပ်ပိုင်းဆိုင်ရာစွမ်းအင်ကိုပြန်လည်ရယူနိုင်ဖို့အတွက်အခြေခံကျတဲ့သိတ်ကိုအရေးကြီးတဲ့အမြင်တစ်ခုကိုပြောင်းလဲပေးလိုက်ပါတယ်။အဲ့ဒါကတော့အနားယူခြင်း rest ဆိုတာအလုပ်တွေပြီးမြောက်အောင်လုပ်နိုင်ခဲ့မှကိုပေးတဲ့ဆုလက်မဟုတ်ဘူး။အလုပ်တွေကောင်းကောင်းလုပ်နိုင်ဖို့အတွက်ကိုကြိုတင်ပေးရမယ့်ရင်းနှီးမြှုပ်နှံမှုသာဖြစ်တယ်ဆိုတာပါပဲ။ပြီးတော့စာရေးသူကကျမတို့ကိုခန္ဓာကိုယ်အတွက်သာမကအုံနောက်အလုပ်လုပ်နိုင်စွမ်းအတွက်ပါအရေးကြီးရဲ့ပြန်လဲအားပြည့်စေမဲ့အခြေခံအချက်တွေစီကိုပြန်သွားဖို့အတွက်အလေးပေးပြောပြထားပါတယ်။ပထမဆုံးအရေးကြီးတာကအိပ်ဆက်ခြင်းပါပဲ။အိပ်ဆက်ခြင်းဟာခန္ဓာကိုယ်အတွက်တည်းမဟုတ်ပဲအုံနောက်ရဲ့လှုပ်ဆောင်ချက်တွေအတွက်ပါအရေးကြီးပါတယ်။ကောင်းကောင်းအိပ်ဆက်ထားတဲ့အုံနောက်ဟာအချက်လက်တွေကိုပိုပြီးတော့မြင်မြတ်တွက်ချက်နိုင်တယ်။စိတ်ဖိစီးမှုကိုပိုခံနိုင်ရရှိတယ်။ပြီးတော့ပိုပြီးတော့လည်းအသစ်တွေကိုတီထွင်ကြံစနိုင်စွမ်းရှိပါတယ်။ဒါအပြင်စာရေးသူကလေ့ကျင့်ခန်းလုပ်ခြင်းရဲ့တန်ဖိုးကိုလည်းအလေးပေးပြောပြထားပါတယ်။လှုပ်ရှားမှုရှိဖို့ဆိုတာအပြင်းထန်လေ့ကျင့်ခန်းလုပ်ဖို့မဟုတ်ဘဲလမ်းလျှောက်တာကခုန်တာအကြောလျှော့တာမျိုးလေးတွေကငါအသက်ရှင်နေသေးပဲလှုပ်ရှားနေသေးပဲလို့ကိုယ်ခန္ဓာကိုယ်ကိုသတင်းစကားပေးလိုက်တာပါ။နောက်ဆုံးအနေနဲ့ခန္ဓာကိုယ်ရဲ့စွမ်းအင်ဆိုတာအာဟာရပေါ်မှာလည်းမူတည်လို့နေပြန်ပါတယ်။အလုံးလုံးနေရင်လည်းကိုယ့်ကိုအာရုံနောက်စေတာအုံနောက်ရှုပ်ထွေးတာတွေဖြစ်စေမဲ့အစားကိုယ့်ကိုတည်ငြိမ်ပြီးကြည်လင်တဲ့အားဖြည့်လောင်စာစီလိုမျိုးပေးနိုင်တဲ့စားတောက်မှုပုံစံကိုရွေးချယ်တတ်ဖို့အရေးကြီးပါတယ်။နောက်ပြီးဒီနေရာမှာအဓိကအမြင်ပြောင်းလဲသွားစေနိုင်တဲ့အချက်ကတော့အနားယူခြင်းပေါ်ထားတဲ့ကျမတို့ရဲ့ခံစားချက်ပါပဲ။အနားယူတယ်ဆိုတာအလုပ်တွေအများကြီးပြီးမြောက်အောင်လုပ်လို့ရလာတဲ့ဆုလက်မဟုတ်ပါဘူး။တကယ်တော့အလုပ်တွေကိုကောင်းကောင်းလုပ်နိုင်ဖို့အတွက်ကိုကြိုတင်ပေးထားရမယ့်လောင်စာသာဖြစ်ပါတယ်။အလုပ်ကြိုးစားတယ်ဆိုတာကိုယ်ခန္ဓာကိုယ်လိလူရှုရမယ်လို့ယုံကြည်ရင်းကြည်ပြင်းလာခဲ့ရသူတွေအတွက်တော့ဒါဟာဘဝကိုပြောင်းလဲစေနိုင်တဲ့အမြင်သစ်တစ်ခုပါကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကိုဂရုစိုက်တာဟာအားနည်းချက်မဟုတ်ပါဘူးဒါဟာအသိဉာဏ်ရှိခြင်းပါပဲအဲ့တော့အခုထိဆိုရင်ကျမတို့အားလုံးက physical energy ကိုဖြည့်ထားဖို့လေ့လာခဲ့ကြရတာဖြစ်ပါတယ်နော်နောက်ထပ်လေ့လာရမှာကတော့ဒုတိယစွမ်းရည်ရင်းမြစ်ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာစွမ်းရည် mental energy ပါဆိုလိုချင်တာကအုံနောက်ထဲကအမိုက်တွေကိုရှင်းထုတ်ခြင်းပဲဖြစ်ပါတယ်။တကယ်တော့ကျမတို့ရဲ့ကိုယ်ခန္ဓာကအနားရနေချိန်မှာတော့ကျမတို့ကစိတ်ထဲမှာဝင်ပိနေတယ်လို့အတွေးတွေပြန့်ကျဲနေတယ်လို့ဒါမှမဟုတ်ထုံထိုင်းနေတယ်လို့ခံစားရနိုင်ပါသေးတယ်။ဘာကြောင့်လဲဆိုတော့အုံနောက်ဆိုတာကွန်ပျူတာတစ်လုံးလိုပါပဲ။တစ်ချိန်တည်းမှာဖိုင်တွေအများကြီးကိုတစ်ပြိုင်နက်တည်းဖွင့်ထားလို့မရပါဘူး။မပြီးသေးတဲ့အလုပ်တိုင်းမရေရာတဲ့ဂတိကဝတ်တိုင်းပြန်မဖြေရသေးတဲ့ message တိုင်းဟာကျမတို့စိတ်ရဲ့နောက်ွယ်မှာတိတ်တဆိတ်နေရာယူထားပြီးကျမတို့ရဲ့အာရုံဟူးဆိုင်မှုကိုဖြုံးတီးနေတတ်ပါတယ်။ဒါကြောင့်အတိပ္ပယ်ရှိတဲ့အရာတစ်ခုခုကိုစတင်ဖို့ပိုပြီးခက်ခဲနေတာဖြစ်လို့စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကိုပြန်လည်ဖြစ်တင်းပေးဖို့လိုအပ်တာပါ။ဒါကြောင့်စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကိုပြန်လည်ဖြစ်တင်းဖို့အတွက်အဓိကနည်းလမ်း၃သွယ်ရှိပါတယ်။ပထမဆုံးကတော့အုံနောက်ထဲကအမိုက်တွေရှင်းလင်းပစ်ခြင်း brain dump ပဲဖြစ်ပါတယ်။ဘယ်လိုလုပ်ရမလဲဆိုတော့ခဏလောက်ထိုင်ပြီးစိတ်ထဲရှိသမျှအရာအားလုံးကိုစာရွက်ပေါ်ခြာရေးလိုက်ရုံနဲ့တင်စိတ်ထဲနေရာလွတ်တွေဖြစ်သွားပြီးပေါ်ပါသွားစေပါတယ်။ဒါဟာအုံနောက်ထဲပြည့်ကျက်နေတဲ့နေရာကိုရှင်းလင်းဖို့ပဲဖြစ်ပါတယ်။ဒုတိယနည်းကတော့ second brain system တစ်ခုကိုထားရှိခြင်းပါ။ကိုယ့်ရဲ့စိတ်ကူးစိတ်တန်းတွေမှတ်စုတွေသတိပေးချက်တွေနဲ့အတွေးတွေကိုခေါင်းထဲမှာပဲအတင်းမှတ်မထားပဲဖုန်းထဲမှာဖြစ်ဖြစ်မှတ်စုစာအုပ်ထဲမှာဖြစ်ဖြစ်စနစ်တကျတင်ထားတာကိုဆိုလိုပါတယ်။ဒါမှသာအုံနောက်ကအရာရာကိုလိုက်မှတ်နေရတဲ့ဝန်တော့ဝန်ပိုးကနေလွတ်မြောက်ပြီးတီထွင်ကြံစဖို့အတွက်ပဲအားစိုက်နိုင်တော့မှာဖြစ်ပါတယ်။နောက်ဆုံးကတော့တနေ့တာအတွင်းမှာအလုံးလုံးနေရင်
တမင်တကာအနားယူချိန်တွေထားဖို့ပါဒီလိုအနားယူချိန်တွေကပြင်းရည်တဲ့အနားယူခြင်းမျိုးမဟုတ်ပဲစိတ်စွမ်းအင်ပြန်ဖြည့်တဲ့နည်းဗျူဟာတစ်ခုဖြစ်ပါတယ်9မိနစ်လောက်ငြိမ်ငြိမ်လေးတရားထိုင်တယ်လို့မျိုးအသက်ရှူလေ့ကျင့်ခန်းလုပ်တာဒါမှမဟုတ်လမ်းလျှောက်လိုက်တာမျိုးကကျမတို့ရဲ့အာရုံစူးစိုက်မှုကိုမယုံနိုင်လောက်အောင်ပြန်လည်အားကောင်းစေပါတယ်လူတစ်ယောက်ရဲ့အရေးပါမှုကိုသူဘလောက်တောင်အလုံးရှုံနေတယ်လဲဆိုတာနဲ့တိုင်းတာလေးရှိတဲ့ဒီနေ့ခေတ်လူနေမှုစနစ်မှာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းအင် mental energy ကိုကာကွယ်စောင့်ရှောက်တာဟာကိုအလိုလိုက်အကြိုက်ဆောင်လုံးရကြတယ်လို့ထင်မြင်ရတတ်ပါတယ်။ဒါပေမဲ့ဒီလိုလှုပ်ခြင်းဟာတကယ်တမ်းမှာတော့ကိုလုံနေတဲ့အလုပ်ပေါ်မှာရောကိုပေါ်မှာပါထားရှိတဲ့လေးစားမှု respect တစ်မျိုးပဲဖြစ်ပါတယ်။စိတ်ကြည်လင်နေတဲ့အခါအလုပ်တွေပို့ပြီးတော့ပြီးမြောက်ရုံနဲ့မကပဲစိတ်နှလုံးကိုပုံမှုအေးချမ်းစေတယ်။ပစ္စုပန်တဲ့မှာပို့ပြီးအာယုံစိုက်နိုင်စေတယ်လို့ပုံမှုအားကောင်းတဲ့စွမ်းဆောင်ရည်တွေကိုလည်းပိုင်ဆိုင်လာစေပါတယ်။တတရားမြောက်နဲ့လူတွေအများဆုံးလိလျူရှုထားလေးရှိတဲ့စွမ်းအင်ပုံစံကတော့စိတ်ခံစားမှုဆိုင်ရာစွမ်းအင် emotional energy ပါပဲဒီစွမ်းအင်ဟာပျော်ရွှင်မှုဟာအလုပ်အတွက်တကယ်လောင်စာဖြစ်တယ်ဆိုတဲ့အချက်ပါပဲတကယ်တော့အရာအလုံးဟာခံစားချက်ကနေပဲစတင်တာပါကျမတို့ဟာစိတ်ခံစားမှုဆိုင်ရာစွမ်းအင်လျော့နေသွားတဲ့အခါတယောက်တည်းအထီးကျန်တဲ့မျောလင့်ချက်ကင်းမဲ့တဲ့ကိုရှက်ရွံ့နေပြီးတော့ပူပင်တော့ကတွေခံစားရတဲ့အခါဘယ်အလုပ်ကိုမှကောင်းကောင်းမလုပ်ဆောင်နိုင်တော့ပါဘူးအဲ့ဒီအခါကိုတန်မိုးထားတဲ့အလုပ်တွေကိုတောင်ရှောင်ဖယ်လာမိတတ်တယ်လို့ကိုယ့်ရဲ့တန်မိုးကိုလည်းတန်တရားဝင်လာတတ်ပါတယ်အဲ့ဒီအချိန်မှာအသေးဖွဲအလုပ်လေးတွေကတော့တောင်ကြီးတစ်လုံးလိုလေးလံနေတတ်ပါတယ်ကျမတို့သိထားရမှာကပျော်ရွှင်ခြင်းဆိုတာအလုပ်ကိုအနှောက်အယှက်ပေးတဲ့အရာမဟုတ်ပါဘူးအလုပ်ပြီးမြောက်ဖို့အတွက်လောင်စာဖြစ်ပါတယ်ပျော်ရွှင်တာစော့ကစားတာချစ်ချင်းမြတ်တာရီမောခြင်းနဲ့ကျေးဇူးတင်တတ်ခြင်းတွေဟာအလုပ်ပြီးမှလုပ်ရမယ့်အရာတွေမဟုတ်ပါဘူးအဲ့ဒီအရာတွေဟာအလုပ်ကိုစတင်နိုင်ဖို့အတွက်လိုအပ်တဲ့ခွန်အားကိုအရင်ဆုံးပေးစွမ်းတာဖြစ်ပါတယ်ဒီစာအုပ်မှာစိတ်ခံစားမှုဆိုင်ရာစွမ်းအင်ကိုတိစောက်ဖို့အတွက်သေးငယ်ပေမဲ့အတိတ်ပဲရှိတဲ့အလေးကျင့်တွေကိုပြုလုပ်ဖို့စာရေးသူကအကြံပြုထားပါသေးတယ်ပထမဆုံးအနေနဲ့နေ့တစ်နေ့ရဲ့အစမှာကိုကျေးဇူးတင်မိတဲ့အရာ၃ခုကိုစဉ်းစားပြီးစတင်ဖို့ဖြစ်ပါတယ်ဒုတိယအချက်ကတော့တခြင်းနားထောင်တာဝါသနာပါရာလုပ်တာဒါမှမဟုတ်ရီမောရတဲ့အရာတွေကိုလှုပ်ဆောင်တဲ့အခါငါအလုံးမလုပ်ပဲအချိန်ဖြုံးနေမိပြီဆိုတဲ့အပြစ်ရှိစိတ်မထားပဲအပြည့်အဝခံစားဖို့ဖြစ်ပါတယ်အရေးကြီးဆုံးအချက်ကတော့ကိုယ့်ကိုလုံခြုံမှုပေးပြီးတက်ကြွလန်းဆန်းစေတဲ့သူတွေနဲ့အချိန်ကုန်ဆုံးဖို့ပါပဲအလုပ်ခွင်မှာဖြစ်စေလူမှုဘဝမှာဖြစ်စေခံစားချက်ပိုင်းဆိုင်ရာလုံခြုံမှု emotional safety ရှိနေခြင်းဟာအလုပ်တွေပြီးမြောက်အောင်မြင်ဖို့အတွက်ပြည့်ဝစွမ်းအားတစ်ခုပဲဖြစ်ပါတယ်ဒီနေရာမှာစာရေးသူကသူ့ရဲ့အတွေ့အကြုံကိုလည်းမျှဝေထားပါသေးတယ်သူရဲ့အကောင်းဆုံးလက်ရာတွေဟာတင်းကျပ်လာတဲ့အလုပ်စရာတွေကြားကထွက်လာတာမဟုတ်ပဲစိတ်ပေါ့ပါနေတဲ့နေ့ရက်တွေကနေထွက်ပေါ်လာတာဖြစ်ပါတယ်။တငယ်ချင်းမိတ်ဆွေတွေနဲ့အတူထမင်းလက်ဆောင်စားတာတဘာဝတောတောင်နဲ့လမ်းလျှောက်တာဒါမှမဟုတ်ညဘက်မှာရုပ်ရှင်အေးဆေးဆေးကြည့်တာမျိုးတွေပါ။ကျမတို့ရဲ့စိတ်နှလုံးဟာခွန်အားတွေပြေဝနေပြီဆိုရင်ဒီထွင်ဖန်တီးနိုင်စွမ်း creativity ဆိုတာဟာအလိုလိုပေါ်လာမှာပဲဖြစ်ပါတယ်။အခုဖတ်ပြပေးသွားခဲ့တဲ့အခန်းနှစ်ကိုညီကုန်းချုပ်ရမယ်ဆိုလို့ရှိရင်ဒီခန်းကချက်ပရိသတ်တွေကိုအဓိကပေးခြင်းတဲ့သင်ခန်းစာကတော့အလုပ်ပြီးဖို့ဆိုရင်မဟာဗျူဟာတွေထက်စွမ်းအင်ပြေဝမှုကအဓိကလိုအပ်တယ်ဆိုတဲ့အချက်ပါဒါကြောင့်ဒီစွမ်းအင်ဖြည့်တင်းခြင်း energize အဆင့်ဟာအခြေခံအုတ်မြစ်ဖြစ်ပြီးတော့သူမရှိတော့ရင်ကြံတဲ့အဆင့်တွေကရပ်တည်နိုင်မှာမဟုတ်ပါဘူးအမှန်တကယ်တော့လူအများစုဟာအလုပ်တွေပြီးမြောက်ဖို့အတွက် productivity စနစ်တွေအလုပ်စရာစီမံတဲ့ apps တွေပြက်ကလေးတွေနဲ့အာယုံစိုက်မှုပေးတဲ့ tools တွေကိုအားကိုးပြီးစ조사ကြပေမဲ့မအောင်မြင်ဖြစ်နေရတာဟာဒီအရေးကြီးဆုံးဖြစ်တဲ့စွမ်းရည်အဆင့်ကိုကျော်သွားခဲ့လို့ပါပဲဒါပေမဲ့ကျမတို့ရဲ့ခန္ဓာကိုယ်စိတ်နဲ့ခံစားချက်တွေမှာစွမ်းရည်တွေပြန်ပြည့်လာပြီးကိုပြန်လဲနိုးထလာပြီးဆိုရင်တော့နောက်ထပ်ပြဿနာတစ်ခုပေါ်လာတတ်ပါသေးတယ်အဲ့ဒါကတော့တွန့်ဆုတ်နေခြင်း hesitation ပါပဲစွမ်းရည်တွေရှိနေပေမဲ့တခုခုကရှေ့မဆက်နိုင်အောင်ဆွဲထားသလိုခံစားရမယ်အလုပ်ကိုအချိန်ဆွဲနေမိမယ်အတွေးလွန်နေမယ်ဒါမှမဟုတ်ရှောင်ဖယ်နေမိပါလိမ့်မယ်အဲ့လိုရှေ့မဆက်နိုင်အောင်ပိတ်ဆို့ထားတဲ့အရာတွေကိုဘယ်လိုဖယ်ရှားမလဲဆိုတာကိုတော့တတိယအဆင့်ဖြစ်တဲ့အတားအဆီးများကိုဖယ်ရှားခြင်း unblock မှာဆက်လက်ပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်အဲ့ဒီအခန်းမှာတော့ကျမတို့အနေနဲ့ရှေ့ကိုဆက်သွားခြင်းနေပါလျက်နဲ့တနေရာထဲမှာပဲရက်တက်နေအောင်ဆွဲထားတဲ့မမြင်ရတဲ့အားတွေအကြောင်းကို
လေးလာသွားကြရမှာဖြစ်ပါတယ်။အဲ့ဒါတွေကတော့အကြောက်တရားအရာရာပြည့်စုံမှလှုပ်ချင်တဲ့စိတ်ကိုတန်တရားဝင်တာနဲ့ကိုယ့်ဘာသာကိုယုံကြည်အောင်ဖန်တီးပြောဆိုနေတဲ့စင်ကြေတွေပဲဖြစ်ပါတယ်။ကို့အတွင်းစိတ်ထဲကပိတ်ဆို့မှုတွေကိုအရင်ဆုံးရှင်းထုတ်နိုင်မှသာတကယ်အရှိန်ဟုန်တစ်ခုကိုရေရှည်ထိန်းထားနိုင်မှာဖြစ်ပါတယ်ရှင်။အခန်း 3အတားအဆီးတွေကိုဖယ်ရှားခြင်းကိုရှင်းမဆက်နိုင်အောင်ဆွဲထားတဲ့အတွင်းစိတ်ကခုခံမှုတွေကိုဘယ်လိုရှင်းထုတ်မလဲကျမတို့အနေနဲ့ဒုတိယကဏ္ဍမှာအဓိပ္ပာယ်ရှိတဲ့အလုပ်တိုင်းရဲ့အစာပြိုးမှုအခြေခံအုတ်မြစ်ကစွမ်းအင်ဖြစ်တယ်ဆိုတဲ့အချက်ကိုလေ့လာခဲ့ပြီးပါပြီ။ဒါပေမဲ့ဒီထက်ပိုနက်နဲတဲ့အမှန်တရားတစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့ကိုကအေးလဲဝတဲ့အာဟာရလဲပြည့်တယ်အားလက်ချိန်တွေလည်းရှိနေလို့အားအင်တွေဘလောက်ပဲပြေဝနေပါစေကိုယ့်ရဲ့အတွင်းစိတ်ကအခုမလုပ်သေးနဲ့အောင်လို့တိုးလေးကပ်ပြောနေတတ်တာပါပဲအခုလိုခုခံတားဆီးတာကကိုယ်ခန္ဓာကြောင့်မဟုတ်ပဲခံစားချက်နဲ့စိတ်ပိုင်းဆိုင်ရာကြောင့်သာဖြစ်ပါတယ်ဒါကိုစာရေးသူကဒုတိယမြောက်ခုခံမှုအလွှာ the second layer of resistance လို့ခေါ်ဆိုပြီးတော့အပေါ်ယံအခြေအနေတွေကဘလောက်ပဲပြည့်စုံနေပါစေအလုံးမဖြစ်အောင်တိတ်တဆိတ်တားဆီးနေတဲ့မမြင်ရတဲ့စွမ်းအားတစ်ခုပဲဖြစ်ပါတယ်အခုလိုခုခံတွန်းလှန်မှုမျိုးဟာပြီးခြင်းဒါမှမဟုတ်စိတ်အားထက်သန်မှုမရှိခြင်းကြောင့်ဖြစ်လာတာမဟုတ်ပါဘူးအကြောက်တရားပြည့်စုံခြင်းလုံးတဲ့စိတ်ကိုတန်တရားဝင်ခြင်းနဲ့အစွဲလန်းဖြစ်နေတဲ့ယုံကြည်ချက်ဟောင်းတွေလိုမျိုးအတွင်းပိုင်းကပိတ်ဆို့မှုတွေကြောင့်ဖြစ်ပေါ်လာတာပါတကယ်တော့လူသားတွေရဲ့အုံနောက်ဆိုတာဘဝတိုးတက်ဖို့ထက်ကိုဘေးကင်းအောင်ကာကွယ်ဖို့အတွက်ပိုပြီးဦးစားပေးတည်ဆောက်ထားတာဖြစ်ပါတယ်ဒါကြောင့်အလုပ်တစ်ခုကစွန့်စားရမယ်မသေးကြဘူးဒါမှမဟုတ်စိတ်ခံစားမှုအရာတတမရှိဘူးလို့ခံစားရရင်အုံနောက်ကအလုံးမလုံးတော့ပဲရက်တန့်ပစ်လိုက်တာဒါမှမဟုတ်တခြားအရာစီအာယုံလွှဲပစ်လိုက်တာမျိုးလုပ်တတ်ပါတယ်ပြီးရင်စိတ်အတွင်းပိုင်းကပိတ်ဆို့မှုတွေဟာပုံစံအမျိုးမျိုးနဲ့လာတတ်ပါတယ်ပထမဆုံးကတော့အကြောက်တရားပါဒါဟာကြာရှုံးမှာကိုကြောက်တာသူများဝေဖန်မှာကိုကြောက်တာနဲ့မကပဲအောင်မြင်သွားရင်ရင်ဆိုင်ရမယ့်တာဝန်တွေကိုကြောက်တဲ့အောင်မြင်မှာကိုကြောက်တဲ့စိတ်အဖြစ်တောင်ပေါ်လာတတ်ပါတယ်နောက်တစ်ခုကတော့ပြည့်စုံခြင်းလုံးတဲ့စိတ်ပါပဲအလုပ်တစ်ခုဟာမစတင်ရသေးခင်မှာတင်အပြစ်ပြောစရာမရှိအောင်ပြည့်စုံနေရမယ်လို့ယူဆထားတဲ့အတွက်ဘာမှမလုပ်ဖြစ်ပဲတွန်းဆုပ်နေတဲ့တန်တရားထဲမှာတင်ပိတ်မိနေစေပါတယ်နောက်ထပ်အဖြစ်များတဲ့အတားဆီးကတော့ကိုတန်တရားဝင်ခြင်းပါစိတ်ထဲမှာငါကဒါမျိုးလုပ်နိုင်တဲ့သူမဟုတ်ပါဘူးဒါမဟုတ်လို့ရှိရင်လေတခြားသူတွေကသာတော်တာငါကတော့မဟုတ်ပါဘူးဆိုတဲ့အတန်တိတ်စာသားတွေကိုအမြဲရွတ်ဆိုနေတတ်တာမျိုးပါနောက်ဆုံးချက်ကတော့မျိုးရိုးစင်ဆက်လက်ခံလာတဲ့အတွေးခေါ်ဟောင်းတွေပဲဖြစ်ပါတယ်ဒါတွေဟာငယ်ဘဝအတွေ့အကြုံပတ်ဝန်းကျင်ရဲ့သွတ်သွင်းမှုတွေကနေဖြစ်လာတဲ့ငါကတော့အလုံးရွှေ့ဆိုင်တဲ့သူပဲငါကတီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့လူစားမျိုးမဟုတ်ပါဘူးဆိုတဲ့ကိုယ့်ရဲ့ဖြစ်တည်မှုကိုကန့်တက်လိုက်တဲ့မသိစိတ်ထဲကယုံကြည်ချက်တွေဖြစ်ပါတယ်ကံကောင်းတာကဒီစိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုကျမတို့စိန်ခေါ်နိုင်တယ်လို့ပြောင်းလဲပြစ်လို့လည်းရပါတယ်အဲ့ဒီအတွက်စာရေးသူကဒီအတားအဆီးတွေကိုကိုနားလေစာနာစိတ်နဲ့ဘယ်လိုဖော်ထုတ်ကြော်လွှားရမလဲဆိုတဲ့သိပ္ပံနည်းကျနည်းလမ်းတွေကိုလမ်းညွှန်ပေးထားပါတယ်ပထမဆုံးခြေလှမ်းကတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုအရှိတိုင်းအသိမှတ်ပြုခြင်းပါဥပမာအချိန်ဆွဲတဲ့အကျင့်ကိုပဲကြည့်ပါဒါဟာအချိန်ကိုစီမံခန့်ခွဲမှုညံပြင်းတာကြောင့်မဟုတ်ပဲအလုံးနဲ့ပတ်သက်ပြီးစိတ်ထဲမှာတစ်ခုခုကိုနေမထိထိုင်မသာဖြစ်နေခြင်းကြောင့်သာဖြစ်ပါတယ်ကိုနှောက်ယှက်နေတဲ့တကယ်ခံစားချက်ကဘာလဲစိုးရင်စိတ်လားအကြောက်တရားလားဒါမဟုတ်ရှက်ရွံ့နေရလားဆိုတာကိုတည်တည်ချာချာနာမည်တက်လိုက်ရုံနဲ့တင်အဲ့ဒီခံစားချက်ရဲ့ချုပ်ကင်မှုကိုရှော့ချပစ်နိုင်ပါတယ်ဒီချက်ကိုအာယုံကျော်သိပ္ပံကလည်းထောက်ခံထားပါတယ်ခံစားချက်တွေကိုနာမည်တက်လိုက်ခြင်းကအုံနောက်ရဲ့အကြောက်တရားကိုထိန်းချုပ်တဲ့အမီတလာစိတ်ပိုင်းရဲ့လှုပ်ရှားမှုကိုရောကျစေပြီးတော့ပိုပြီးအေးချမ်းပြီးကြိုးကြောင်းစီလျော်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်အောင်ကူညီပေးပါတယ်အခုလိုကိုယ့်ရဲ့ခံစားချက်ကိုခွဲခြားသိမြင်ပြီးဆိုရင်နောက်တစ်ဆင့်ကတော့အဲ့ဒီခံစားချက်ရဲ့နောက်ွယ်ကယုံကြည်ချက်တွေကိုစိန်ခေါ်ဖို့ပဲဖြစ်ပါတယ်ကျမတို့အနေနဲ့ဒီအတွေးကဘယ်ရလာလဲဒါကတကယ်မှန်ရဲ့လားဒါနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ဘလို့အထောက်ထားတွေရှိသလဲဆိုပြီးကိုပြန်မေးဖို့တိုက်တွန်းထားပါတယ်ဒီယုံကြည်ချက်တွေကိုအမှန်တရားတစ်ခုလိုလက်ခံလိုက်မဲ့အစားသိပ္ပံပညာရှင်တဦးလိုလေးလာဆန်းစစ်ခြင်းဖြင့်လူတွေအနေနဲ့သူတို့ရဲ့အုံနောက်ထဲမှာဆွဲနေတဲ့ဇလန်းတွေကိုပြန်လည်ပုံဖော်နိုင်ပါတယ်တကယ်တော့ကျမတို့အနေနဲ့ဒါငါရဲ့ပင်ကိုယ်စရိုက်ပဲမပြောင်းလဲနိုင်ဘူးလို့ထင်မှတ်ထားတဲ့အရာတော်များမှားယွင်းစွာ
မှတ်သားထားမိတဲ့အတိတ်ကမှတ်ဉာဏ်အစအနတွေသာဖြစ်ပါတယ်။ဒီခန်းမှာကျမတို့ရဲ့စိတ်ကိုအလွတ်မြောက်စေဆုံးအယူဆတစ်ခုကတော့အစပိုင်းမှာတာမန်လောက်ပဲဖြစ်ခွင့်ပေးလိုက်ဖို့ကိုခွင့်ပြုချက်ပေးခြင်းပါပဲ။ပြည့်စုံခြင်းလုံးတဲ့စိတ်ဟာအစကတည်းကအကောင်းဆုံးဖြစ်နေဖို့တောင်းဆိုတတ်ပြီးအဲ့ဒါကပဲကျမတို့ကိုရှေ့မဆက်နိုင်အောင်တုံ့နှောင်ထားတတ်ပါတယ်။ဒါပေမဲ့တကယ်ထူးခြားတဲ့ရလဒ်တွေဆိုတာစတင်လှုပ်ရှားခြင်းမှာပဲရှိတာပါ။ကျမတို့တွေကအစပိုင်းမှာညံ့ကျင်လဲညံ့ပါစေ။ Medic Suck ဆိုတဲ့အတွေးအခေါ်ကိုလက်ခံလိုက်ခြင်းအပြင်ရှုပ်ပွနေတဲ့ပထမဆုံးမူချမ်းတွေမကျွမ်းကျင်တဲ့စူးစမ်းမှုတွေအရှုံးနိုင်မရှိတဲ့စမ်းသပ်မှုတွေကိုစတင်လှုပ်ဆောင်ခွင့်ရသွားပါတယ်။ဒီလိုမျိုးမပြည့်စုံတဲ့အစလေးတွေကနေတဆင့်တကယ်ထူးချွန်ပြောင်မြောက်တဲ့အဆင့်စီကိုရောက်ရှိသွားတာဖြစ်ပါတယ်။ဒါအပြင်နောက်ထပ်အကြံပြုချက်တစ်ခုကတော့မိမိကိုဖိအားပေးနေမဲ့အစားကစားနည်းတစ်ခု play အသွင်ကိုပြောင်းလဲပြဖို့ပါပဲ။အလုပ်ကိုအနိုင်အရှုံးဆုံးဖြတ်ပေးမဲ့စာမေးပွဲတစ်ခုလိုသဘောမထားပဲလက်တွေ့စမ်းသပ်မှုတစ်ခုဒါမှမဟုတ်ဂိမ်းကစားနည်းတစ်ခုလိုသဘောထားမယ်ဆိုရင်အလုပ်ကပိုပေါ်သွားပါလိမ့်မယ်။ဥပမာ10မိနစ်လောက်အချိန်တစ်ခုသတ်မှတ်ပြီးကဲဒီအလုပ်ကိုစမ်းသပ်ပြီးတော့လုပ်ကြည့်ရအောင်။ဘာဖြစ်မလဲဆိုတာကြည့်တာပေါ့လို့ကိုပြောလိုက်ရုံနဲ့တင်အလုပ်မှာဇန်ဝင်လာနိုင်မှာဖြစ်ပါတယ်။ဒီလိုကစားတဲ့လိုမျိုးစိတ်သက်ဟာခံစားချက်ပိုင်းဆိုင်ရာစိုးရိမ်မှုကိုရောကျစေပြီးဖန်တီးနိုင်စွမ်းကိုပုံမလွတ်လပ်စေပါတယ်။ဆက်လက်ပြီးတော့စာရေးသူကခံစားချက်ကိုခိုင်ခိုင်မာဆုပ်ကိုင်ထားခြင်း emotional anchoring ရဲ့စွမ်းအားကိုလည်းမိမောင်းထိုးပြထားပါတယ်။စိတ်ခံစားမှုပိုင်းဆိုင်ရာတောက်ချခြင်းဆိုတာဟာသင်္ဘောတစ်စီးလေတိုက်တိုင်းမျောပါမသွားအောင်ကြောက်ဆူးချပြီးတည်ငြိမ်အောင်လုပ်ထားသလိုမျိုးကိုယ့်ရဲ့စိတ်ကိုလည်းအခက်ခဲကြုံတိုင်းလမ်းပြောင်းမသွားအောင်စိတ်ဓာတ်ကျမသွားအောင်ခိုင်မာတဲ့အရာတစ်ခုနဲ့ချိတ်ဆွဲထားတာကိုဆိုလိုတာပါလူတွေကဘာကြောင့်ဒီလုပ်ကိုလုပ်နေရတယ်လဲဆိုတဲ့အကြောင်းရင်းကိုမေ့သွားတဲ့အခါရှေ့မဆက်နိုင်ပဲတန့်သွားတတ်ပါတယ်ဒါပေမဲ့ကိုယ့်အလုပ်ကိုပုံမနည်းနည်းတဲ့ရည်ရွယ်ချက်တွေဖြစ်တဲ့တစုံတဦးကိုကူညီဖို့အတိတ်ပဲရှိတဲ့အရာတစ်ခုခုကိုတိဆောက်ဖို့ကိုယ့်ရဲ့ခံစားချက်ကိုထုတ်ဖော်ဖို့ဆိုတာတွေနဲ့ချိတ်ဆက်လိုက်မယ်ဆိုရင်တော့ရှေ့ဆက်ဖို့အရှိန်ဟုန်တွေပြန်လည်နှိုးထလာမှာပါ။ဒါကြောင့်ဤမှန်ချက်ပန်းနိုင်တစ်ခုကိုငါတော်ကြောင်းသက်သေပြရမယ်ဆိုတဲ့အမှတ်ပေးစနစ်လို့မမြင်ပဲအကျိုးပြုမှု contribution တစ်ခုလို့အမြင်ပြောင်းလိုက်ခြင်းကကိုယ့်ရင်ထဲကကြောက်ရွံ့မှုကိုစိတ်ကူးစိတ်တန်းအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ဒီခန်းကိုပို့ပြီးတော့လေးနဲ့သွားစီတာကတော့စာရေးသူရဲ့ကိုယ်တွေ့ဇလန်းတွေပါ။စာရေးသူကိုယ်တိုင်ကအပြင်ပန်းမှာအလွန်အောင်မြင်နေသူတူဦးဖြစ်ပေမဲ့သူ့ရဲ့ဖန်တီးမှုခရီးလမ်းမှာအတွင်းစိတ်ရဲ့ခုခံမှုတွေရှိနေတုံးပဲဆိုတာကိုပွင့်လင်းလင်းမျှဝေထားပါတယ်။စာရေးသူရဲ့ဘဝမှာအချိန်ဆွဲနေမိတဲ့အခိုက်အတန့်တွေကင်မရာရှေ့မှာနေဖို့ဒါမှမဟုတ်စာတွေရေးသားဖို့ရှောင်ဖယ်နေမိတာတွေရှိပါတယ်တဲ့။ဒါတွေကပြင်ပကကန့်သက်ချက်တွေကြောင့်မဟုတ်ပဲကျမတို့ကြုံတွေ့နေရတယ်လို့မျိုးစိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကြောင့်ပါပဲ။ဒီလိုမျိုးကိုယ့်ရဲ့အားနည်းချက်တွေကိုရိုးရိုးသားသားဖွင့်ဟပြထားတာကြောင့်ဒီစာအုပ်ကပေးခြင်းတဲ့သတင်းစကားကိုပို့ပြီးတော့လက်ခံနားလည်လွယ်စေပါတယ်။စာရေးသူပေးခြင်းတဲ့အဓိကသင်ခန်းစာကတော့အောင်မြင်မှုဆိုတာကြောက်ရွံ့မှုလုံးဝမရှိခြင်းကနေဖြစ်ပေါ်လာတာမဟုတ်ပဲအဲ့ဒီအကြောက်တရားကိုကိုကျင်နာမှုရှိနေဗျူဟာကြနဲ့ဘလို့ဖြတ်ကျော်ရမလဲဆိုတာသင်ယူခြင်းသာဖြစ်တယ်ဆိုတဲ့သင်ခန်းစာပဲဖြစ်ပါတယ်။အနည်းချုပ်ရမယ်ဆိုရင်တော့ဒီခန်းဟာကိုယ့်ရဲ့စိတ်ကိုစန့်ကျင်ဘက်ရန်သူလိုသဘောမထားပဲစိတ်နဲ့တသားတဲ့ဘလို့အလုပ်လုပ်ရမလဲဆိုတာကိုသင်ကြားပေးရဖြစ်ပါတယ်။ကျမတို့ရဲ့ခံစားချက်ပိုင်းဆိုင်ရာခုခံတွန်းလှန်မှုတွေကိုပြစ်တင်ရှုတ်ချနေမဲ့အစားနားလည်မှုနဲ့ရင်ဆိုင်ဖြေရှင်းတက်လာတဲ့အခါမှာစွမ်းဆောင်ရည် productivity ဟာပိုပြီးရေရှည်တည်တံ့လာသလိုပျော်ရွှင်စရာလည်းပိုကောင်းလာပါလိမ့်မယ်။အကြောက်တရားကင်းစင်နေဖို့အမှားယွင်းမရှိဖို့ဒါမှမဟုတ်အမြဲတမ်းစီကံကြီးနေဖို့မလိုအပ်ပါဘူး။တကယ်လိုအပ်တာကတော့ကိုသိမြင်နားလည်မှုရှိဖို့ကိုယ့်ရဲ့အယူဆအမှားတွေကိုပြန်လည်မေးခွန်းထုတ်ဖို့နဲ့မပြည့်စုံသေးတဲ့အလုပ်တွေကိုစတင်လှုပ်ဆောင်ရဲတဲ့တတိရှိဖို့ပဲလိုပါတယ်။ဒီလိုကိုယ့်အတွင်းစိတ်ရဲ့အတားအဆီးပိတ်ဆို့မှုတွေကိုအပြေးအဝရှင်းထုတ်လိုက်တာမဟုတ်ပဲတဖြည်းဖြည်းနဲ့ရှင်းပြနိုင်ပြီဆိုရင်တော့ကျမတို့ရဲ့ရှေ့ဆက်မဲ့အချိန်ဟုန်ကလည်းအလိုလိုဖြစ်ပေါ်လာပါလိမ့်မယ်။ပြီးတော့ဖန်တီးနိုင်စွမ်းတွေကလည်းပိုပြီးလွယ်လွယ်ကူကူစီးဆင်းလာမယ်။အာယုံစိုက်မှုတွေလည်းပြန်ရလာပါလိမ့်မယ်။အဲ့ဒီအခါမှာအလုပ်လုပ်ရခြင်း productivity ဆိုတာတိုက်ပွဲတစ်ခုလိုပင်ပန်းတကြီးရုန်းကန်နေရတာမျိုးမဟုတ်တော့ပဲစီးကြကြကခုန်နေရတယ်လို့မျိုးခံစားလာရမှာဖြစ်ပါတယ်။ဒါဟာဒီစာအုပ်ကပေးခြင်းတဲ့အဓိကအနှစ်သာရပါပဲ။အနှစ်သာရရှိတဲ့အလုပ်တွေကိုလှုပ်ဆောင်နိုင်ဖို့ဆိုတာကိုအတင်းကျပ်တွန်းအားပေးနေဖို့မဟုတ်ပဲကိုယ်ဆွဲထားတဲ့အတွင်းပိုင်းကခုခံတွန်းလှန်မှုတွေကို
နူးနူးညံ့ညံ့နဲ့ရှော့ချပြဖို့ပဲဖြစ်ပါတယ်။အခုဆိုရင်ကျမတို့တွေစီမှာစွမ်းအင်တွေလည်းပြည့်ဝလာပြီးအတွင်းစိတ်ကအတားအဆီးတွေကိုလည်းဖယ်ရှားနိုင်ပြီဆိုရင်တော့နောက်ဆုံးအနေနဲ့ဒီရရှိလာတဲ့အရှိန်ဟုန်တွေကိုလမ်းခုလက်မှာပြန်မကျသွားအောင်ဘယ်လိုရေရှည်ထိမ့်သိမ်းသွားမလဲဆိုတာကိုဆက်လက်လေ့လာကြည့်ကြရအောင်ပါအခန်းလေးကိုဆက်ပါမယ်အခန်းလေးဆက်လက်ထိမ့်သိမ်းခြင်းခြေကုပ်လက်ပန်းမကျပဲကိုယ့်ရဲ့ကြိုးစားမှုကိုဘယ်လိုရေရှည်ထိမ့်ထားမလဲကျမတို့အနေနဲ့စွမ်းအင်တွေကိုပြန်လည်ဖြစ်တင်ပြီးပြီးအတွင်းစိတ်ကအတားအဆီးတွေကိုလည်းရှော့ချနိုင်ပြီးပြီဆိုတဲ့အခါမှာနောက်ဆုံးမေးခွန်းတစ်ခုကြံပါသေးတယ်။အဲ့ဒါကတော့ကျမတို့ဘယ်လိုမျိုးရေရှည်ရှေ့ဆက်ကြမလဲဆိုတဲ့မေးခွန်းပါ။တစ်ပတ်တစ်လမဟုတ်ပဲတစ်နှစ်ဒါမှမဟုတ်ဘဝတစ်သက်တာလုံးဘယ်လိုရှေ့ဆက်မလဲဆိုတာပါပဲ။အကျင့်ဟောင်းတွေဖြစ်တဲ့အပြစ်ရှိသလိုခံစားရတာပင်ပန်းနွမ်းနေတာဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာကုန်ခန်းတာမျိုးတွေဖြစ်တဲ့အလေးအကျင့်ဟောင်းတွေစီကိုပြန်ရောက်မသွားအောင်စွမ်းဆောင်ရည် productivity ကိုဘယ်လိုထိန်းသိမ်းမလဲဒီနေရာမှာပဲ feel good productivity ရဲ့နောက်ဆုံးနဲ့အနုစိတ်ဆုံးအလွှာဖြစ်တဲ့ရေရှည်တည်တံ့ခိုင်မြဲမှု sustainability အခန်းကဏ္ဍကိုရောက်ရှိလာတာဖြစ်ပါတယ်တကယ်တော့ design မမတ်လှုပ်ဆောင်နိုင်ခြင်း consistency ဆိုတာဟာခဏတာတောင့်လောင်တဲ့စိတ်အားထက်သန်မှုနဲ့ရေရှည်တည်တံ့တဲ့တိုးတက်မှုကိုခွဲခြားပေးတဲ့မြင်တစ်ကြောင်းပါပဲဒါပေမဲ့လူအများစုအတွက်တော့ဒီဇိုင်းမမတ်လုပ်ရမယ်ဆိုတဲ့စကားလုံးကထောင်ချောက်တစ်ခုလိုခံစားရစေတယ်။ဘာလို့လဲဆိုတော့အဲ့ဒါကိုတင်းကျပ်တဲ့စည်းကမ်းတွေမပြောင်းလဲတဲ့အချိန်စရာတွေနဲ့တရက်ကလေးတောင်ပြက်ကွက်လို့မဖြစ်ဘူးဆိုတဲ့အတွေးတွေနဲ့ပဲတွဲဖက်မြင်လေးရှိကြလို့ပါ။ဒါကြောင့်လေဘဝမှာမမျှော်လင့်ထားတဲ့အခက်အခဲတွေကြုံလာရတဲ့အခါကိုတီဆောက်ထားတဲ့စနစ်ကြီးကပြိုလဲသွားပြီးရှေ့ဆက်ဖို့ယုံကြည်ချက်တွေပါပျောက်ဆုံးသွားတတ်ပါတယ်။ဒါပေမဲ့ဒီအစ်စ်မှာတော့ချင်းကပ်ပုံအသစ်တစ်ခုကိုတင်ပြထားပါတယ်။တကယ်လို့ဒီလိုရေရှည်တည်တံ့ခြင်းဆိုတာဟာပေါ့ပေါ့ပါပါကိုကျင်နာတတ်တဲ့ခွင့်လွတ်တတ်တဲ့အရာမျိုးဖြစ်နေမယ်ဆိုရင်ရောဒီဇိုင်းမမတ်ရှိတယ်ဆိုတာဟာပြည့်စုံနေဖို့မဟုတ်ပဲကိုနူးနူးညံ့နဲ့ပဲအကြိမ်ကြိမ်ပြန်လဲစတင်နိုင်ခြင်းသာဖြစ်မယ်ဆိုရင်ရောဒီမေးခွန်းရဲ့အဖြေတွေရဖို့နီလန်အသစ်တစ်ခုကိုစာရေးသူကချပြထားပါတယ်။ဒီလိုတိုးတက်မှုကိုရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက်အဓိကတော့ချက်ကဖိအားပေးပြီးပြင်းပြင်းထန်ထန်လှုပ်ဆောင်ဖို့မဟုတ်ပဲ alignment ဆိုတဲ့အရာအလုံးကိုချိန်ညှိတတ်ဖို့ပဲဖြစ်ပါတယ်။ကိုယ့်ရဲ့အလေးကျင့်တွေကကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုယ်တန်မိုးထားမှုတွေအားလုံးကကိုယ်လက်ရှိဖြတ်သန်းနေရတဲ့ဘဝအခြေအနေတွေနဲ့ကိုက်ညီနေတဲ့အခါအဲ့ဒီအလုပ်တွေကဝိကြေတန်းကြီးလုပ်နေရတဲ့အလုပ်တွေလို့မဟုတ်တော့ပဲကိုဂယူးဆိုင်ခြင်းလိုမျိုးခံစားလာရပါလိမ့်မယ်။အဲအကြောင်းဒါတွေအားလုံးကိုက်ညီနေအောင်လုပ်ပါ။အဲ့ဒီအပြင်ကိုယ့်ရဲ့နေထိုင်ရာအလုပ်လုပ်ရာပတ်ဝန်းကျင်ကပါကိုယ့်အလုပ်တွေကိုအနှောက်အယှက်မပေးပဲဝိုင်းဝန်းပံ့ပိုးပေးနေမယ်ဆိုရင်တော့စိတ်သက်ခိုင်မာမှု well power ကိုတင်အားကိုးနေစရာမလိုတော့ပဲကိုယ့်ရဲ့စနစ်ကြီးတစ်ခုလုံးကကျမတို့ကိုရှေ့ရောက်အောင်တွန်းပို့ပေးသွားမှာဖြစ်ပါတယ်။နောက်ထပ်အပြောင်းအလဲတစ်ခုကတော့အောင်မြင်မှုကိုဘလောက်ကြာမပြတ်မကွက်လုပ်နိုင်တယ်လဲဆိုတာနဲ့မတိုင်းတာပါနဲ့အဲ့ဒီအစားအလုပ်ပြတ်သွားတဲ့အခါဘလောက်မမြန်ပြန်စတင်နိုင်တယ်လဲဆိုတာနဲ့တိုင်းတာပါလူတိုင်းလုပ်နေကြအလုပ်တွေပြတ်ဖူးကြသလိုအရှိန်လဲပြတ်ဖူးကြတာပါပဲအရေးကြီးဆုံးကအဲ့လိုအရှိန်ကျသွားတာကိုဘလို့ရှောင်ရမလဲဆိုတာမဟုတ်ပဲအဲ့ဒီအခြေအနေကနေဘလို့ပြန်ယုံထလာမလဲဆိုတာပါအလုပ်ဖြစ်တဲ့ productivity ဆိုတာကြောက်စိတ်ပေါ်မှာမဟုတ်ပဲကိုယုံကြည်မှုပေါ်မှာပဲတည်ဆောက်တာပါဒါကြောင့်အထီးရောက်ဆုံးစနစ်တွေဆိုတာတခုခုမလုပ်မိရင်ကိုခွင့်လွှတ်နိုင်စွမ်းရှိအောင်ဖန်တီးပုံဖော်ထားတာပါအရာရာတိုင်းကိုနေတိုင်းလုပ်နေမှအောင်မြင်တာမဟုတ်ပါဘူးကျမတို့ဘဝမှာအမြဲတမ်းပြည့်စုံနေမဲ့အလေးကျင့်ဟောင်းကြီးအတိုင်းတသွေးမတိန်လုံးနေနိုင်ဖို့မလိုပါဘူးလိုအပ်တာကစီးချက်တစ်ခုနဲ့အမြဲတမ်းပြန်စားလို့ရမယ့်အမှတ်တစ်ခုပါပဲဘဝရဲ့အတက်အကျတွေကြားမှာကိုကူညီပေးမဲ့ညင်သာတဲ့တိဆောက်ပုံလေးရှိနေရပါပြီဥပမာပြောင်းလဲပြင်လွယ်ရှိတဲ့မနက်ခင်း routine လိုမျိုးအလွယ်တကူလုပ်လို့ရတဲ့အလေးကျင့်လေးတွေဒါမှမဟုတ်ကိုယ့်ရဲ့ဥတီချက်ကိုပဲတတိပေးပြီးလွဲချော်သွားတာကိုအပြစ်မပေးတဲ့စနစ်လေးတွေပဲဖြစ်ပါတယ်ဒီ sustainability အခန်းကဏ္ဍမှာနောက်ထပ်အစွမ်းထက်တဲ့ idea တစ်ခုကတော့ identity ကိုယ်ပိုင်သတ်မှတ်ချက်ပါပဲရေရှည်တည်တဲ့အပြုတ်မှုဆိုတာပန်းနိုင်တွေချမှတ်တာကနေလာတာမဟုတ်ပဲအဲ့ဒီအရာတွေကိုတဘာဝအတိုင်းလှုပ်ဆောင်တတ်တဲ့လူတစ်ယောက်ဖြစ်လာတာကနေလာတာပါငါစာအုပ်တအုပ်ရေးချင်တယ်လို့ပြောမယ်စာ
ငါကစာရေးတဲ့လူတယောက်လို့စပြောလိုက်ပါရလက်နောက်ကိုလိုက်နေမဲ့စာအဲ့ဒီလှုပ်ဆောင်ချက်ကိုပျော်ပျော်ရွှင်ရွှင်လုပ်တတ်တဲ့ကိုယ့်ရဲ့ version အသစ်တိုင်းနေထိုင်ကြည့်ပါဒီလိုအတွေးခေါ်ပြောင်းလဲလိုက်တာနဲ့အရာရာပြောင်းလဲသွားပါလိမ့်မယ်ကိုဘသူလဲဆိုတာယုံကြည်ထားတဲ့အတိုင်းပဲလှုပ်ဆောင်နေရမို့လို့စိတ်အားထက်သန်မှုတော့တည်တံ့လိုအပ်မှာမဟုတ်တော့ပါဘူးဒါအပြင်ဖြစ်တည်မှုအမြင်အပြောင်းလဲဆိုတာကကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုပြန်ပြောတဲ့စကားလုံးတွေနဲ့နေ့စဉ်စုဆောင်းမိတဲ့သေးငယ်တဲ့အထောက်ထားလေးတွေကတဆင့်တဖြည်းဖြည်းချင်းတိဆောက်ယူရတာပါကျမတို့အနေနဲ့အလုပ်တစ်ခုကိုနည်းနည်းလေးပဲဖြစ်လုပ်လိုက်တိုင်းမှာအဲ့ဒီကိုဖြစ်ချင်တဲ့ပုံရိပ်သစ်ကိုခိုင်မာအောင်လှုပ်ဆောင်နေရဖြစ်ပါတယ်အဲ့ဒီမှာငါဟာခက်ခဲနေရင်တော့အလုပ်လုပ်နိုင်တဲ့သူပဲငါဟာပြည့်စုံနေဖို့ထက်ဒီဇိုင်းမမတ်ရှိဖို့ကိုတန်ဖိုးထားတဲ့သူပဲဆိုတဲ့ယုံကြည်ချက်တွေကိုယ့်ရဲ့စိတ်ထဲမှာစတင်ကိန်းအောင်လာပါလိမ့်မယ်ဒီ identity ကိုပံ့ပိုးပေးဖို့ပတ်ဝန်းကျင်ကလည်းအရေးကြီးပါတယ်ကိုယ့်ပတ်ဝန်းကျင်ကကိုယ့်ကိုရှေ့ဆက်ဖို့ကူညီပေးနိုင်တယ်လို့ဆွဲချတာမျိုးလည်းဖြစ်နိုင်ပါတယ်ရှုပ်ပွားနေတဲ့နေရာအာယုံနောက်စီတဲ့ဖုန်းကိုယ့်ကိုအားမပေးတဲ့လူမှုပတ်ဝန်းကျင်တွေကအနှောက်အယှက်တွေဖြစ်စေပါတယ်ဒါပေမဲ့တိတ်ဆိတ်တဲ့အလုပ်လုပ်စရာနေရာမြင်သာတဲ့ to-do list အမြဲအားပေးတတ်တဲ့တငယ်ချင်းဒီလိုအချက်လေးတွေကကိုယ့်ရဲ့အပြုအမူကိုအားစိုက်စရာမလိုဘဲနဲ့ပြောင်းလဲပေးနိုင်ပါတယ်ကိုဘေးနားပတ်ဝန်းကျင်ကကိုဖြစ်ချင်တဲ့လူသားတစ်ယောက်ဖြစ်လာဖို့အတွက်ဝိုင်းဝန်းပံ့ပိုးပေးနေတဲ့အခါစွမ်းဆောင်ရည်တွေကိုရေရှည်ထိမ့်သိမ့်ရတာကပိုပြီးတော့လွယ်ကူသွားပါတယ်ဒီနောက်ဆုံးအလွှာတစ်ခုလုံးကိုစူးစီးပေးထားတဲ့အရာကတော့ gentleness ညင်သာမှုပါပဲနူးညံ့နေဆိုတာအားနေတာမဟုတ်ပါဘူးအဲ့ဒါဟာဘယ်အချိန်မှရှေ့ကိုတိုးရမလဲဘယ်အချိန်မှခိတ္တရနာရမလဲဆိုတာကိုသိမြင်နားလည်ခြင်းဖြစ်ပါတယ်ဒါအပြင်ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုလေးစားပြီးကိုယ့်ရဲ့လုပ်ငန်းစဉ်ကိုယုံကြည်ခြင်းလည်းဖြစ်ပါတယ်ဒီဇိုင်းမမတ်ဖြစ်နေဖို့အတွက်ကိုအပြစ်ပေးဖို့လည်းမလိုပါဘူးကိုအတွက်တကယ်အရေးကြီးတဲ့အရာတွေနဲ့နီးကပ်အောင်နေထိုင်တတ်ဖို့ပဲလိုတာပါတကယ်လို့လမ်းချော်ပြီးမေးသွားခဲ့ရင်လည်းအေးဟဆေးပဲပြန်လဲစတင်လိုက်ရုံပါပဲဒီနေရာမှာအဆင့်3ဆင့်လုံးကတစ်ခုတည်းဖြစ်ပေါင်းစည်းသွားပါပြီစွမ်းအင်ကကျမတို့ကိုခွန်အားဖြစ်ပေးတယ်အတားအဆီးဖယ်ရှားခြင်းကကျမတို့ကိုလွတ်လပ်စေတယ်ရေရှည်တည်တံ့ခြင်းကတော့ကျမတို့ကိုအစဉ်တစိုက်ရှေ့ဆက်စေပါတယ်ဒါပေမဲ့ဒီခီးလန်းကမြင်းဖြောက်တိုင်းသွားတာမျိုးမဟုတ်ပဲခယူပတ်ပုံစံလိုမျိုးတပတ်ပြီးတပတ်မြင့်တက်သွားတာပါအချိန်ကြာလာတာနဲ့အမျှကျမတို့ဟာအဆင့်တိုင်းစီကိုပြန်လည်ရောက်လာပါလိမ့်မယ်စွမ်းအင်ကိုပြန်ဖြည့်မယ်အတားအဆီးတွေကိုရှင်းထုတ်မယ်စနစ်တွေကိုပြန်လည်ညှိယူမယ်ဒီလိုဖြစ်တာကကြာရှုံးတာမဟုတ်ပါဘူးတိုးတက်လာတာ growth ဖြစ်လာတာဖြစ်ပါတယ်ပြီးတော့ဒီခရီးစဉ်တစ်လျှောက်လုံးရဲ့အရေးကြီးဆုံးသတင်းစကားကတော့အလုံးလုံးချင်းဆိုတာဟာကိုရှောင်ပြေးတာမျိုးမဟုတ်ပဲကိုယ့်ရဲ့ဖြစ်တည်မှုစီကိုပြန်လည်ရောက်ရှိလာခြင်းသာဖြစ်သင့်ပါတယ်ကိုယ့်ရဲ့အလုပ်ကကိုတန်ဖိုးထားတဲ့အရာတွေနဲ့ကိုက်ညီတဲ့အခါကိုယ့်ရဲ့စနစ်တွေကကိုယ့်ရဲ့စွမ်းရည်ကိုလေးစားတန်ဖိုးထားတဲ့အခါကိုယ့်ရဲ့တိုးတက်မှုတွေကကိုနားလည်စာနာမှုအပေါ်အခြေခံတဲ့အခါမှာအလုပ်တွေပို့ပြီးတော့ပြမြောက်လာရုံနဲ့မကပါဘူးအဲ့ဒီအလုပ်တွေကိုလှုပ်ဆောင်နေရင်းနဲ့စိတ်ချမ်းသာမှုကိုပိုင်ဆိုင်ထားသူတယောက်ဖြစ်လာပါလိမ့်မယ်ဒါကြောင့်အခုကိုမေးရမယ့်မေးခွန်းကငါဘလို့လုပ်ရင်အလုပ်တွေပို့ပြီးမလဲဆိုတာမဟုတ်တော့ပါဘူးငါရဲ့အလုပ်လုပ်ပုံကငါရဲ့ဖြစ်တည်မှုအစစ်မှန်ရဲ့အစိတ်ပိုင်းတစ်ခုလိုခံစားရအောင်ငါဘဝကိုဘလို့တည်ဆောက်မလဲဆိုတဲ့မေးခွန်းဖြစ်သွားပါပြီဒါဟာဒီစာအုပ်ကနေကျမတို့အတွက်ခြံထားပေးခဲ့တာတွေကစီမီစီကန်းတွေမဟုတ်ပဲစီးချက်တွေသာဖြစ်တယ်ဆိုတာပါပဲဖိအားတွေမဟုတ်ပဲလက်ရှိအချိန်မှာအာယုံစိုက်နေခြင်းသာဖြစ်ပါတယ်အရှက်တရားမဟုတ်ပဲကိုယုံကြည်မှုသာဖြစ်ပါတယ်ဒါကြောင့်ကျမတို့အနေနဲ့စွမ်းဆောင်ရည် productivity နောက်ကိုလိုက်နေကြမလို့တော့ပါဘူးအဲ့ဒီစွမ်းဆောင်ရည်ကိုကိုယ့်ရဲ့အတွင်းစိတ်ထဲကနေကိုယ်တိုင်ဖန်တီးယူနိုင်ပါပြီရှင်အခုဆိုရင်တော့ကျမတို့တွေက Feel Good Productivity စာအုပ်ရဲ့အနှစ်ချုပ်ကိုလေ့လာလို့ပြီးသွားပါပြီနော်ဒီစာအုပ်အပြီးမှာတော့ကျမတို့တွေကစွမ်းဆောင်ရည် productivity ဆိုတဲ့စကားလုံးပေါ်အမြင်တွေပြောင်းလဲသွားခဲ့ပါပြီအရင်က productivity ဆိုတာဟာအချိန်တိုအတွင်းမှာအလုပ်တွေအများကြီးပြီးမြောက်အောင်လုပ်တာလို့ထင်ကြပါတယ်ဒါပေမဲ့ဒီစာအုပ်ကပြသခဲ့တာကတော့ productivity ဆိုတာဟာအလုပ်တွေကိုအတင်းဖြစ်ညစ်လုပ်နေဖို့မဟုတ်ပါဘူးအဲ့ဒါဟာကိုယ့်အတွက်တကယ်အရေးကြီးတဲ့အလုပ်တွေကိုရေရှည်တည်တံ့ပြီးလူသားဆန်တဲ့နည်းလမ်းမျိုးနဲ့ဖြစ်မြောက်အောင်ဘဝကိုတည်ဆောက်ယူခြင်းသာဖြစ်ပါတယ်မကြာခဏဆိုသလိုကျမတို့ဟာအလုပ်တွေမပြီးလို့လမ်းခုလက်မှာတစ်ဆို့သွားတဲ့အခါငါစီကံမရှိလို့ငါစိတ်မပါလို့ဆိုပြီး
ကိုပဲအပြစ်တင်နေကြပါတယ်။ဒါပေမဲ့တကယ်အမှန်တရားကကျမတို့တွေကလူသားတွေတကယ်အလုံးလုံးပုံကိုလိလူရှုထားတဲ့စနစ်ဟောင်းတွေထဲမှာရုန်းကန်နေခဲ့ကြလို့ပါ။အဲ့ဒီစနစ်တွေထဲမှာကိုယ့်ရဲ့စွမ်းအင်စိတ်ခံစားချက်အတွင်းစိတ်ရဲ့ခုခံမှုတွေကိုလုံးဝထည့်သွင်းစဉ်းစားပေးထားခြင်းမရှိပါဘူး။ဒါကြောင့်အဲ့ဒီစနစ်တွေကကိုယ့်ကိုအကျိုးမပြုတော့တဲ့အခါကျမတို့ကပဲကိုပြဿနာရှိနေသူတွေလို့ယူဆမိသွားကြတာပါ။တကယ်တော့ကျမတို့တွေကပြဿနာမဟုတ်ပါဘူး။ကျမတို့အားလုံးလိုအပ်နေတာကပိုကောင်းတဲ့ system နီလန်တစ်ခုကိုလိုအပ်နေုံသာဖြစ်ပါတယ်။တကယ်တော့တိုးတက်မှုတွေရှိလာဖို့အတွက်ပြည့်စုံနေစရာမလိုပါဘူး။နေ့စဉ်နေ့တိုင်းအလုပ်လုပ်နိုင်ဖို့စိတ်အားတက်ကြွနေစရာလည်းမလိုပါဘူး။ကျမတို့တကယ်လိုအပ်တာကအလုပ်တွေပြက်ကွက်သွားရင်တော့အပြစ်ရှိစိတ်မဝင်ပဲပြန်လှုပ်ချင်စိတ်ဖြစ်အောင်စိတ်သက်သာရာရစေတဲ့ဘဝရဲ့အပြောင်းလဲတွေနဲ့အညီလိုက်ရောညီထွေရှိတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ဒီစာအုပ်ဟာ productivity အကြောင်းသက်သက်မဟုတ်ပါဘူးနော်။ဒါဟာအတိတ်ပဲရှိရဲ့ဘဝတစ်ခုကိုတည်ဆောက်နေတဲ့လမ်းခရီးမှာကိုဘယ်လိုဆက်ဆံမလဲဆိုတဲ့အကြောင်းအရာပါ။ကိုအတင်းတွန်းအားပေးနေမဲ့စာဝန်းရံပံ့ပိုးပေးတဲ့အမြင်မျိုးကိုပြောင်းလဲလိုက်တဲ့အခါအလုပ်တွေကပြီးမြောက်သွားရုံနဲ့မကပဲအဲ့ဒီအလုပ်တွေကိုကိုယ်တိုင်ကတကယ်လုပ်ချင်စိတ်ဖြစ်ပေါ်လာပါလိမ့်မယ်။ဒါကြောင့်ဒီစာအုပ်ကနေကျမတို့တွေကိုအဓိကပေးခြင်းတဲ့သင်ခန်းစာကအလုပ်တွေပြီးမြောက်ဖို့အတွက်ကိုညှဉ်းပန်းနှိပ်စက်နေစရာမလိုပါဘူး။လူလဲမပင်ပန်းအလုပ်လဲခရီးပေါက်ပြီးစိတ်ချမ်းသာမှုကိုပါရရှိစေမဲ့လူသားဆန်တဲ့နီလန်ကောင်းတွေရှိနေပါသေးတယ်ဆိုတာပါပဲ။ဒီနီလန်လေးတွေကိုအသုံးချပြီးကျမတို့ရဲ့ပြည်သက်တွေအားလုံးပုံမပျော်ရွှင်စရာကောင်းတဲ့အောင်မြင်မှုတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ချွေရင်းနဲ့ဒီအနှစ်ချုပ်စာအုပ်ကိုဒီမှာပဲညီကုန်းချုပ်လိုက်ပြစေရှင်။ပရိသတ်များရှင်အခုဆိုလို့ရှိရင်တော့စာရေးသူအလီအဗ်ဒါလ်ရေးသားထားတဲ့ Feel Good Productivity ဆိုတဲ့စာအုပ်ရဲ့အနှစ်ချုပ်ကိုဖတ်ပြတင်ဆက်လုပ်ပြီးပါပြီ။ပရိသတ်များရှင်လန်းချမ်းမြေ့ကြပါစေရှင်။